တော့ပထမအနေနဲ့ဒီဆရာတို့ဒီမှာပြောချင်တာကတော့ကြောက်ကပ်ယောဂရဲ့လက္ခဏာကဒီကြောက်ကပ်ထိခိုက်ပျက်စီးမှုများမှပဲပေါ်တယ်။ဒါကြောင့်အများစုမှာဒီအစပိုင်းမှာလက္ခဏာမရှိဘူးပေါ့နော်။ဒါကြောင့်မလို့ကြောက်ကပ်ပျက်စီးမှုကိုသိရှိဖို့ဆိုလို့ရှိရင်သွေးစစ်ဆေးကျန်းမာရေးစစ်ဆေးမှပဲသိရှိနိုင်မှာဖြစ်ပါတယ်။အဲ့တော့အကယ်၍များကြောက်ကပ်ထိခိုက်ပျက်စီးပြီးတော့ဒီ30%ကနေ60%အထိပဲကျန်တော့တယ်ဆိုရင်အဲ့ဒါကိုဆရာတို့အနေနဲ့ဒီ stage 3ပေါ့နော်ဒီအဆင့်3ကြောက်ကပ်ထိခိုက်ပျက်စီးတဲ့သူတွေပေါ့ဆိုတော့အဲ့ဒီအခြေအနေမှာပဲလက္ခဏာလေးတွေပေါ်လာတတ်တယ်အဲ့တော့ဘာတွေပေါ်တတ်လဲဆိုခြေထောက်ကလေးတွေနည်းနည်းရောင်လာတတ်တယ်နောက်ရေပြားရားရံလာတာပေါ့နော်အဲ့တော့ရားရံတာလေးတွေရှိနိုင်တယ်စီးသွားတာပုံမှန်မှန်ဘူးတချို့တွေမှာပုံမှန်တဲ့ပို့သွားတယ်တချို့ကစီးနေသွားတယ်ပေါ့နော်အဲ့တော့ဒီလက္ခဏာလေးတွေရဲ့နောက်တစ်ခုကတော့ဒီပုံမှန်မဟုတ်ပဲနဲ့နှုံးနေနေတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဆရာတို့ကဒီကျန်းမာရေးစစ်ဆေးတဲ့အခါမှာကြောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုစစ်ဆေးပေးဖို့လိုတယ်ပေါ့နော်ဒီထက်ပိုပြီးတော့ကြောက်ကပ်ထိခိုက်မှုများသွားတယ်အဆင့်၄ကျော်သွားတယ်ဆိုလို့ရှိရင်တော့ဒီပြုတ်မယ်အံမယ်အစာမစားခြင်းဘူးเนาะနောက်ပါးစပ်တွင်းမှာဂရင်းနဲ့နန်နဲ့ပါးစပ်ခါတယ်ပေါ့နော်ဆိုတော့ဒါမျိုးလက္ခဏာတွေဖြစ်တဲ့ပြုတ်တဲ့အံတယ်เนาะနောက်တစ်ခါဒီကြွက်တက်တယ်ဆိုတဲ့လက္ခဏာတွေပေါ်လာတယ်ဆိုရင်တော့ဒါအဆင့်၄ကြောက်ကပ်ထိခိုက်မှုရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အဲ့တော့ခြုံပြီးပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကပ်ထိခိုက်မှုအစပိုင်းမှာလက္ခဏာမရှိတဲ့အတွက်ကြောင့်မလို့စစ်ဆေးဖို့လိုပါတယ်သွေးထဲမှာ creatinine ဓာတ်စစ်ဆေးခြင်းရယ်နောက်တစ်ခါစီးထဲမှာalbumin ဓာတ်ပေါ့နော်ဒါကိုစစ်ဆေးခြင်းအပြင်ဆရာတို့ကကြောက်ကပ်ထိခိုက်မှုကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်တော့ကြောက်ကပ်ထိခိုက်နိုင်တဲ့အခြေအနေယောဂရှိတဲ့သူတွေမှာဒီ creatinine ဓာတ်နဲ့ urine albumin ဓာတ်ကိုမဖြစ်မနေစစ်ဆေးဖို့လိုပါတယ်အထူးသဖြင့်တော့ဒီသွေးတိုးစီးချိုရှိတဲ့သူတွေမှာစစ်ဆေးဖို့အဓိကအရေးကြီးပါတယ်